ကျွန်တော်တို့မန်စီရဲ့အတင်းကပတ်ကွာယူလာတာမရှိလို့ရှိရင်အခုလိုမျိုးအောင်မြင်မှုတွေရပါမလားဆိုတဲ့မေခွန်းရှိလာနိုင်တယ်လို့ပတ်ကွာယူလာဒီလေအခုမန်စီအတင်းမှာဘာနာရိုဆေးပါဆိုတဲ့ပလီယာမရှိခင်အခုလိုအောင်မြင်မှုတွေရနိုင်မှာမလားဆိုတဲ့မေခွန်းမျိုးရှိလိမ့်မယ်ဒါဒီမီလင်မဲ့ကျွန်တော်ဘာနာရိုဆေးပါရဲ့တန်ဖိုးပဲကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဘူတက်ကြည့်ပါမန်စီသတင်းတွေကိုအများတင်ဆက်ပေးနေတဲ့မန်စီဖန်တယောက်ပါဗျအဲ့တော့ကျွန်တော်တို့ဒါအခုဆိုရင်တော့သတင်းတစ်ပုဒ်တက်လာခဲ့ရပေါ့နော်ကျွန်တော်တို့ခေါင်းစဉ်အတိုင်းပဲဘာနာရိုဆေးပါဒီနှစ်နွေရာသီမှာဒါကျွန်တော်မန်စီတင်းကနေပြီးတော့ထွက်ခွာသွားတော့မှာဖြစ်တယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါစာချုပ်တက်တန်ကုံဆုံးသွားတယ်အတင်းဘက်ကစာချုပ်တက်တန်တိုးခြင်းပေမဲ့ဘာနာရိုဆေးပါကိုယ်တိုင်ကဒါထွက်ချင်နေတာဖြစ်တဲ့အတွက်ဒါဘာနာရိုဆေးပါကဒါဒီနွေရာသီမှာကျွန်တော်တို့မန်စီတင်ကိုစွန့်ခွာသွားတော့မှာဖြစ်တယ်ဒီသတင်းကိုကျွန်တော်တို့ဒါနီးပြဒါဖြစ်တဲ့နီးပြတယောက်ဖြစ်တဲ့ပက်လင်တာကိုယ်တိုင်အတီးပြုပြောကြတာဖြစ်တဲ့ကြောင့်ဒါကတော့လုံးဝတေချာသွားပြီလို့ကျွန်တော်ပြောလို့ရတယ်ဘာနာရိုဆေးပါကျွန်တော်တို့ဒါမန်စီတင်ကိုစွန့်ခွာတော့မယ်အဲ့တော့ဘာနာရိုဆေးပါကျွန်တော်ပြောရအောင်ဗျာလို့နော်ခမားမှလည်းမန်စီတီမှာခမားအကြိုက်ဆုံးပလေယာဆိုတာရှိတယ်ကျွန်တော်မှလည်းကျွန်တော်အကြိုက်ဆုံးပလေယာဆိုတာရှိတယ်ဒါပေမဲ့ခမားတို့ကျွန်တော်တို့ကြိုက်တဲ့ပလေယာတွေကဂွယ်ရိုတို့ပြီးလို့ရှိရင်ဟာလန်တို့ကယ်ဗင်ဒီဘရိုင်းတို့ဂိုးတွေဒါမှမဟုတ် assist တွေလုပ်ပြီးတဲ့ကောင်တွေပဲကျွန်တော်တို့မျက်လုံးထဲမှာမြင်တဲ့ကောင်တွေကိုပဲကျွန်တော်တို့ကကြိုက်ကြတာအဲ့လိုပဲပတ်ကွာရီယိုလာမှာလဲကျွန်တော်တို့ဒါမန်စီးတီးဒါအကြိုက်ဆုံးကစားသမားသူ့မှာလည်းရှိတယ်ပတ်ကွာရီယိုလာရဲ့အကြိုက်ဆုံးမန်စီးတီးကစားသမားကဘယ်သူပဲလို့ပြောလို့ရှိရင်ကျွန်တော်ဘာနာရိုဆေးပါပဲဘာနာရိုဆေးပါပဲအဲ့ဒါနဲ့ကိုကျွန်တော်ဘာနာရိုဆေးပါရဲ့တန်ဖိုးကိုခင်ဗျားတို့ကောင်းကောင်းကြီးသိသွားလိမ့်မယ်ပတ်ကွာရီလာဆိုတဲ့နီးပြရဲ့အကြိုက်ဆုံးကစားသမားဖြစ်ဖို့ဆိုတာအဲ့လောက်ကြီးလွယ်ကူးမနေဘူးဟုတ်တယ်မလားပတ်ကွာရီလာဆိုတဲ့နီးပြအင်မတန်မှတောင်းဆိုမှုများတဲ့နီးပြဗျာကျွန်တော်ပြောမယ်ဂိုးရမနေရာကိုပဲကြည့်လိုက်ဂိုးရမဆိုတာကျွန်တော်တို့တီးရဘာလို့လဲလက်နဲ့ဂိုးဖမ်းနေဗျာသူ့တာဝန်ကဂိုးမပေးရအောင်ဂိုးကန်တွင်းမှုတွေကိုပုတ်ထုတ်ဒါသူ့တာဝန်ပဲဒါသူ့ရဲ့အဓိက main တာဝန်ပဲဂိုးပေါက်ကာကွယ်တတ်ရင်ဂိုးဖမ်းတတ်ရင်ဒါဂိုးရမတယောက်တာဝန်ကြေပြီလို့ဒါကျွန်တော်တို့ယူဆတယ်ဒါပေမဲ့ပတ်ကွာရီလာကြအဲ့လိုမဟုတ်ဂိုးလည်းဖမ်းတတ်ရမယ်ဘောလုံးလည်းလက်ခံရမယ်ဘောလုံးလည်းပေးရမယ်ဘောလုံးပေးတယ်အောင်မဟုတ်ဗျာလုံးဝဘောလုံးရိုးရိုးဒီ short pass တွေလည်းပေးရမယ် long ball တွေလည်းပေးရမယ်ပြီးအဲ့လိုပေးရဖို့ vision လည်းရှိရမယ်လုံးဝတောင်းဆိုမှုဂိုးရမတယောက်ကိုတောင်းဆိုမှုအင်မတန်များပြားတာဗျာအဲ့တော့ကျန်တဲ့နေရာတွေဆိုတာပြောမနေရောမယ်နောက်ခံလူဆိုလို့ရှိရင်လည်းကျွန်တော်ဘောလုံးလက်ခံရမယ်ဘောလုံးဖြန့်နိုင်ရမယ်ဒါရှေ့တန်းနေတောင်မန်နေဆိုလို့ရှိရင်လည်းဘောလုံးရှိချိန်မှာရောမရှိချိန်မှာရောကျွန်တော်မရှိချိန်ဆိုရင်ခန်းစစ်ကိုဆင်းကူနိုင်ရမယ်ပြီးလို့ရှိရင်ကျွန်တော်မရှိချိန်ဘောလုံးရှိနေချိန်မှာဆိုရင်ကျွန်တော်ဒါအတွင်းထဲပြေးဝမယ်ဘောလုံးရှိမရှိဗျာကျွန်တော်အလုတ်ကရှုပ်နေတာတောင်းဆိုမှုအင်မတန်များပြားတာအဲ့လိုနီးပြမျိုးရဲ့အကြိုက်ဆုံးကစားသမားဆိုကြတဲ့ကဒါဘာနာရိုဆေးပါဘလောက်တောင်ဘောလုံးအုံနောက်ကောင်းလဲဘောလောက်တောင်ဘောလုံးစကေးရှိလဲဆိုတာခင်ဗျားတို့ကျွန်တော်တို့သိနိုင်ပြီဗျာတကယ်လဲအဲ့ဒီတိုင်းပဲဖြစ်ခဲ့တယ်ဘာနာရိုဆေးပါကစားခဲ့တဲ့နေရာကဘယ်နောက်ခံလူလဲစဉ်းစားကြည့်ဘာနာရိုဆေးပါဘယ်နောက်ခံလူလဲပြီးရင်ဘယ်တောင်မန်းနဲ့ပြီးရင်တိုက်စစ်မှုပြီးလို့ရှိရင်နောက်ချန်တိုက်စစ်မှုပြီးရင်အခုစော့နေတဲ့ CDM နေရာခမရနေရာစုံနီးပါးကိုခမရစော့ခဲ့တာဗျာဘယ်နေရာမှာပဲထားအကောင်းဆုံးခြေစွမ်းပြခဲ့တာပြီးတော့ဘာနာရိုဆေးပါရဲ့ဒါလုံးဝလေးစားစရာကောင်းတဲ့စိတ်ဓာတ်ကဂိုးတွေ assist တွေသူစိတ်မဝင်စားဘူးဂိုးရရဲ့ဘဒူပဲဂိုးတွင်းဘဒူပဲ assist လုပ်ပဲသူစိတ်ဝင်စားဘူးသူစိတ်ဝင်စားတာကနီးပြခိုင်းတဲ့အတိုင်းလုပ်မယ်အတင်းနိုင်အောင်ကစားမယ်အတင်းအတွက်ပေးဆက်မယ်နီးပြလုပ်တဲ့အတိုင်းလုပ်မယ်နီးပြခိုင်းတဲ့အတိုင်းလုပ်မယ်ဒါပဲတကယ်ကိုပြောမလို့ဘာလို့ကျွန်တော်အဲ့လိုပြောရဲဆိုရင်ခင်ဗျားလည်းတည်တယ်ကျွန်တော်လည်းတည်တယ်ဘာနာရိုဆေးပါဆိုတဲ့ကစားသမားခင်ဗျာ dribbling လည်းကောင်းကောင်းလုပ်နိုင်တယ် passing လည်းကောင်းကောင်းလုပ်နိုင်တယ်ဘောလုံးလည်းကောင်းကောင်းလက်ခံနိုင်တယ်ဘောလုံးလည်းပြန်ပေးနိုင်တယ်ပြီးတော့ပွဲကိုဘယ်လိုကစားရမလဲပြီးလို့ရှိရင်ပွဲအခြေအနေကိုလည်းကောင်းကောင်းဖတ်တတ်တယ်ဗျာပြောလို့ဆိုတော်တော်ကိုကောင်းတယ်ကျွန်တော်တို့ရောက်စားဆိုလို့ရှိရင်မက်ဆီအသေးစားလေးလို့တော့ကျွန်တော်တို့ဒါတင်စားခေါ်ခဲ့ကြတာဗျာတကယ်ကိုအဲ့လောက်ကောင်းတဲ့ကောင်ဒါပေမဲ့အဲ့လိုကောင်မျိုးကတကူကောင်းစိတ်မရှိဘူးဗျာအတင်းကောင်းဖို့ပဲဦးစားပေးခဲ့တာဆိုတော့ကျွန်တော်တို့မန်စီအတင်းအတွက်တကယ်ရွှေပဲအဲ့တော့ပတ်ကွာရီယိုလာကျွန်တော်တို့မန်စီအတင်းမှာအောင်မြင်တယ်ဗျာမန်စီတီအတင်းကပတ်ကွာရီယိုလာရောက်လာလို့အောင်မြင်တယ်ပတ်ကွာရီယိုလာရောက်လာလို့ဒါချန်ပီယံလိတွေရတယ်ပရီးမီးယားလိတွေစံချိန်တင်ရတယ်အဲ့လိုပဲပတ်ကွာရီယိုလာဒီလဲဘာနာရိုဆေးပါဆိုတဲ့ကစားသမားတယောက်ကြောင့်ကျွန်တော်တို့ဒါသူလှုပ်ချင်တိုင်းလှုပ်ခွင့်ရသူနေစင်တီအများကြီးလှုပ်လို့ရတယ်ကျွန်တော်တို့မန်စီအတင်းလဲကျွန်တော်တို့ဒါပတ်ကွာရီလာမရှိရင်ဒီလောက်အောင်မြင်မှုတွေရလာမှာမဟုတ်လို့ကျွန်တော်တို့ပတ်ကွာရီလာဒီလဲမန်စီအတင်းမှာဘာနာရိုဆေးပါဆိုတဲ့ကစားသမားမျိုးကမရခင်အခုလိုအောင်မြင်မှုမျိုးရနိုင်ပါမလားဆိုတဲ့မေးခွန်းမျိုးရှိလာလိမ့်မယ်ဒါဒီတင်မဲ့ကျွန်တော်တို့ဘာနာရိုဆေးပါရဲ့တန်ဖိုးပဲဗျာဟုတ်တယ်မလား
အဲ့တော့ကျွန်တော်တို့ရဲ့ဒါအတင်းကောင်းဆောင်ကြီးကိုကျွန်တော်တို့ကတော့ဒီနှစ်နွေရာသီမှာပေါ့နော်ကျွန်တော်လက်လွတ်ဆုံးရှုံးရတော့မယ်ဘာနာရိုဆေးဘာကမန်စီးတင်းမှာကန်ကျင်တိတိုင်အောင်သူမိမကဒီအင်္ဂလန်ရဲ့ယာရီဥရုဆိုးရမှုကြောင့်တို့မနေကြတော့ဘူးအင်္ဂလန်ဥရောပရဲ့ဒါဥရောပမှာပဲနေမဲ့တခြားနိုင်ငံတွေမှာပဲနေကျင်နေဆိုရဲဆန္ဒကြောင့်ဒါဘာနာရိုဆေးဘာကမိသားစုဦးစားပေးခဲ့တာဖြစ်တဲ့အတွက်ဘာနာရိုဆေးဘာပြောင်းမယ်လို့လည်းတချို့သတင်းတွေကဆိုတယ်ဘလို့ပဲဆိုကျွန်တော်ဘာနာရိုဆေးဘာဒီနှစ်နွေရာသီမှာမန်စီးတင်းကနေထွက်ခွာတော့ရမယ်ဆိုတဲ့အကြောင်းကိုမန်စီးဖန်တွေကိုကျွန်တော်စိတ်မကောင်းစွာနဲ့ပဲအတိပေးလိုက်ရပါတယ်ဗျဒီတင်ဆက်မှုတွေကဒီလောက်ပါပဲကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးကြပါဦးဗျအားလုံးကျေးဇူးတင်ပါတယ်